မင်္ဂလာပါ All in One Entertainment Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ခုခေတ်မှာကလေးငယ်လေးတွေတောင်ဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးနေကြတာမြင်တွေ့နေရပါတယ်ကိုကလေးကငငယ်လေးနဲ့ဖုန်းသုံးတတ်တယ်တော့လိုက်တာဆိုပြီးဂုံယူမိတဲ့မိဘတွေရှိတယ်လို့ကလေးကဖုန်းနဲ့မခွာဘူးဘယ်လိုလုပ်ရမလဲဆိုပြီးစိတ်ပူနေတဲ့မိဘတွေလည်းအများကြီးပါဖုန်းဆိုတာနည်းပညာရဲ့လက်ဆောင်တစ်ခုဖြစ်တယ်လို့စနစ်တကျမသုံးရင်တော့ကလေးရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေတဲ့လက်နက်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကလေးတွေဖုန်းအလွန်အကျွံသုံးရင်ဘာတွေဖြစ်လာနိုင်လဲဘယ်အရွယ်မှာစသုံးသင့်လဲနောက်ပြီးမိဘတွေအနေနဲ့ကလေးကိုဖုန်းနဲ့ပတ်သက်ပြီးဘယ်လိုစနစ်တကျထိန်းကျောင်းပေးရမလဲဆိုတာတွေကိုအသေးစိတ်ပြောပြသွားမှာပါဒီတော့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်အရင်ဆုံးဖုန်းအလွန်အကျွံသုံးခြင်းကြောင့်ကလေးတွေမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုကြည့်ရအောင်ပထမဆုံးအနေနဲ့ကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်အထူးသဖြင့်နှစ်အောက်ကလေးငယ်တွေဟာပြင်ပလောကနဲ့ထိတွေ့မှုကစားမှုတွေကနေတင်ယူရတာပါဖုန်းစခရင်ကိုပဲငေးကြည့်နေတဲ့အခါမှာအုံနောက်ရဲ့စင်ကျင်တုံတရားပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့အစိတ်ပိုင်းတွေဖွံ့ဖြိုးမှုနှောင့်နှေးသွားနိုင်ပါတယ်ဒုတိယအချက်ကတော့မျက်စိကျန်းမာရေးပါဖုန်းစခရင်ကထွက်တဲ့အပြာရောင်လင်းတန်း blue light ဟာကလေးရဲ့မျက်ကြည်လွှာကိုပျက်စီးစေပြီးမျက်မှန်စောစောတက်ရတာမျက်စိညောင်းတာတွေဖြစ်စေပါတယ်ဒါအပြင်တစ်ကိုယ်လုံးရဲ့လှုပ်ရှားမှုနည်းသွားတဲ့အတွက်အဝလွန်တာနောက်ကျောနာတာစတဲ့ကျန်းမာရေးပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်တတိယအချက်ကအင်မတန်အရေးကြီးပါတယ်ဖုန်းထဲမှာပဲအချိန်ကုန်နေတဲ့အတွက်ကလေးဟာတခြားသူတွေနဲ့စကားပြောဖို့စော့ကစားဖို့စိတ်မဝင်စားတော့ပါဘူးဒါဟာလူမှုဆက်ဆံရေးအားနည်းစေပြီးစကားပြောနောက်ကျတာစိတ်တူလွယ်တာစိတ်တက်ကြတာတွေထိဖြစ်စေနိုင်ပါတယ်ဖုန်းမရရင်ကြမ်းတမ်းတဲ့အမှုအကျင့်တွေပြတတ်ပါတယ်ဒါဆိုမိဘတွေကမေးကြပါလိမ့်မယ်ဘယ်ရွယ်ကစပြီးဖုန်းပေးသုံးရမလဲတဲ့အသက်တစ်နှစ်မပြည့်သေးသောကလေးငယ်များအတွက် screen ဖုန်း TV စသည့်အသုံးပြုခြင်းကိုလုံးဝမပြုလုပ်သင့်ပါအသက်2မှ4နှစ်အတွင်းကလေးများအတွက်တော့တစ်နေ့လျင်တစ်နာရီထက်မပိုသင့်ပါသုတေသနများအရကလေးများသည့်အသက်ငယ်စဉ်ဖုန်းများကိုအလွန်အကျွံအသုံးပြုခြင်းနှင့်မိဘများ၏ distracted care နည်းပညာကြောင့်အာရုံလွဲပြီးကလေးကိုမပြည့်စုံစွာဂရုမစိုက်နိုင်ခြင်းကလေးများတွင်စိတ်ကျန်းမာရေးအားနည်းခြင်းအိပ်စက်မှုပြဿနာများဖြစ်ပေါ်ခြင်းနှင့်မိဘနှင့်ကလေးကြားယုံကြည်မှုနည်းသောဆက်ဆံရေးဖြစ်လာနိုင်သည်ဟုဖော်ပြထားပါသည်9နှစ်အထက်ကလေးတွေအတွက်လည်းမိဘတွေကစီကံသတ်မှတ်ထားဖို့လိုပါတယ်အသက်အရွယ်လိုက်တာဝန်ယူနိုင်စွမ်းအပေါ်မူတည်ပြီးပေးသုံးသင့်ပါတယ်ကဲအခုကတော့အရေးကြီးဆုံးအပိုင်းမှာကလေးတွေကိုဖုန်းသုံးတာနဲ့ပတ်သက်ပြီးမိဘတွေအနေနဲ့ဘယ်လိုစနစ်တကျစီမံခန့်ခွဲရမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပါမယ်နံပါတ်1ကတော့စံနမူနာပြမိဘဖြစ်ဖို့ပါကလေးကိုဖုန်းမကြည့်နဲ့လို့ပြောနေပေမဲ့ကိုယ်တိုင်ကဖုန်းကိုပဲကင်နေရင်ကလေးကနားထောင်မှာမဟုတ်ပါဘူးကလေးရှိမှဖုန်းသုံးတာလျှော့ပါကလေးနဲ့စကားပြောတဲ့အခါဖုန်းကိုချထားပါနံပါတ်2ကတော့စီကံနဲ့အချိန်သတ်မှတ်တာပါကလေးနဲ့ညှိနှိုင်းပြီးတရက်ကိုဘယ်လောက်ကြာသုံးမယ်ဘယ်အချိန်မှသုံးမယ်ဆိုတာကိုသတ်မှတ်ထားပါဥပမာထမင်းစားချိန်အိပ်ယာဝင်ခါနေအချိန်တွေမှာဖုန်းလုံးဝမသုံးရဘူးလို့စီကံထုတ်ထားပါနံပါတ်3အနေနဲ့ဖုန်းလုံးဝမသုံးရတဲ့နေရာတွေကိုသတ်မှတ်ပါဥပမာထမင်းစပွဲအိတ်ခမ်းစားတဲ့နေရာတွေမှာဖုန်းမယူလာဖို့စီကံထားပါနံပါတ်4ကတော့ကလေးကြီးတဲ့ခါထံကိုစစ်ဆေးဖို့ပါကလေးတွေအတွက်တင့်တော်တဲ့ပညာပေးဗီဒီယိုတွေဂိမ်းတွေကိုပဲရွေးချယ်ပေးပါ YouTube Kids စတဲ့ app တွေကိုအသုံးပြုပါနံပါတ်5အနေနဲ့ဖုန်းနဲ့ tablet တွေမှာကလေးရဲ့သုံးစွဲခြင်းကိုကန့်သတ်နိုင်တဲ့မတင့်တော်တဲ့အရာတွေကိုပိတ်ထားနိုင်တဲ့စနစ်တွေပါဝင်ပါတယ်နောက်ဆုံးအချက်ကတော့တခြားစိတ်ဝင်စားစရာတွေကိုလုပ်ပေးဖို့ပါကလေးနဲ့အတူတူပုံဆွဲတာစာဖတ်တာအပြင်ထွက်ဆော်တာအားကစားလုပ်တာစတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုပိုပြီးပြုလုပ်ပေးပါနည်းပညာဆိုတာကောင်းတဲ့ဘက်မှာအသုံးချရင်အင်မတန်တန်ဖိုးရှိပါတယ်ဒါပေမဲ့ကလေးငယ်လေးတွေအတွက်တော့မိဘတွေရဲ့ထိန်းကျောင်းမှုမရှိရင်ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒီနေ့ပြောပြသွားတဲ့အချက်လေးတွေကိုအသုံးပြုပြီးတင့်ကလေးကိုဖုန်းနဲ့ပတ်သက်ပြီးစနစ်တကျထိန်းကျောင်းပေးဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်ရင် like ပေးပြီးနောက်ထပ်ပညာပေးဗီဒီယိုတွေကြည့်ရှုဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးတင့်ကလေးနဲ့ဖုန်းနဲ့ပတ်သက်ပြီးတင်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်း comment မှာမျှဝေပေးခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်